ဌာနမေတံဂါထာဆိုတာတဏ္ဍာလုံးကြော်ကြားနေတဲ့ဂါထာပဲအဌာနမေတံဘိက္ခဝေအနဝကာသောယံပရုပကမေနတထာဂတံဇီဝိတာဝရောပေယအနုပကမေနဘိက္ခဝေတထာဂတာပရိနိဗ္ဗာယံတိကြားဘူးလားအဲ့ဒီဂါထာကိုကြားဘူးတယ်လို့လုံမနေကြနဲ့ကြားဘူးတယ်လို့မလုံမနေကြနဲ့အဲ့ဒီဂါထာကိုအရာကျက်ကြအောင်အရာကျက်ကြအောင်အရာကျက်ပြီးတော့တကယ်ကိုအန္တရာယ်ကင်းတဲ့ဂါထာမြတ်စွာဘုရားကိုဒေဝရတ်ကကြောင်မောင်းဆင်ချပြီးတော့လုံကြံတော့အိုးကြောင်ဂျားတွေကနေပြီးတော့ကြောက်တုံးနှစ်တုံးကဘာဖြစ်လဲလာပြီးတော့ခံလိုက်တာပေါ့တန့်လိုက်တာပေါ့အသေးပဲရက်တော်အောင်လုပ်လိုက်တာအဲ့ဒီနှစ်ခုတိုက်လိုက်တော့ तू ကအပဲ့လေးကပဲ့တယ်ပြီးတော့လွင့်တယ်ပြီးတော့ခြေထောက်ကိုသွားပြီးတော့ဗာလဲရင်ကောင်လေးတစ်ကောင်တောက်လောက်ရုံတော့ပါပဲသွေးစိမ့်လေးသွေးချေဥတာပေါ့ဗမာလိုပြောရင်ဟုတ်တယ်မလားနော်ဟာယဟန်တော်တွေကပြေးလာကြတာငါတို့ဖះကိုဒေဝရတ်ကလုံကြံတာတဲ့ဟေးမင်းတို့ကဥစဉ်မင်းကဟိုအပေါက်ကသွားဆောင်လိုက်ဟိုမင်းကဟိုတတိုင်းမောင်နေတက်ကြည့်အောင်ဆိုရပါဆိုဥစဉ်ယဟန်တွေကပြာရာဖြစ်တယ်ပြီးတော့တပားနဲ့တပားအဆောက်နေချကြတာပေါ့ဖះကိုဒေဝရတ်ကလုံကြံတယ်ဆိုတော့ဟုတ်တယ်မလားဒီဘက်ခေတ်လို့ဆိုတော့ဟိုဟာကင်းနေချကြတာပေါ့ဖះကခေါ်တဲ့ပြီးတော့မင်းတို့တည်းငါကတဲ့မင်းတို့လိုတပည့်တွေရဲ့အဆောင်ရှောက်ကိုခံယူနေရတဲ့တပည့်မျိုးမဟုတ်ဆရာမျိုးမဟုတ်ဘူးတဲ့အဲ့ဒီအချိန်မှာဗုဒ္ဓမြတ်စွာအဲ့ဒီဂါထာလေးကိုဘုရားနှုတ်တော်ကနေဟောတာဗျာအဌာနမေတံဘိက္ခဝေအနဝကတော့အကြောင်းမဟုတ်ပါဘူးတဲ့ယံပရုပကမေနပရဥပကမေနသူတစ်ပါးတွေရဲ့လုံလပြောကနဲ့တထာဂတံတဲ့မြတ်စွာဘုရားကိုဇီဝိတာဟောတော်ဘေးကတတ်တယ်ဖြတ်တယ်ဆိုတာအကြောင်းမဟုတ်ဘူးတဲ့နော်ဟိုဖြစ်เสียအကြောင်းမရှိဘူးတဲ့အနုပကမေနတဲ့ဗုဒ္ဓမြတ်စွာတွေကသူတစ်ပါးရဲ့လုံလပြောကမရှိဘဲနဲ့သာလျှင်တထာဂတာပရိနိဗ္ဗာန်ယံဒီတေကြတာတဲ့မစိုးရိမ်ကြနဲ့မင်းတို့တပည့်ဟုတ်တယ်မလားမြတ်စွာဘုရားကအဲ့ဒီဂါထာလေးကိုဟောတာနောက်မှတ်ထားစာထဲမှာမေးနားတယ်တဲ့ဘုန်းကြီးတွေကိုဒီဂါထာလေးကတနိုင်ငံလုံးကြော်ကြားနေတဲ့ဂါထာလေးရတဲ့ပုဂ္ဂိုလ်တွေပါတော့ပါတယ်ပါမှာပါရတဲ့ပုဂ္ဂိုလ်တွေလူကြားတဲ့မို့လို့ပြောရမှာရှက်လို့ငြိမ်းကြတာနေမှာဟုတ်တယ်မလားနော်ဘာမှမများဘူးစာလေး၃ချောင်းနဲ့ရစာလေး၃ချောင်းနဲ့ရအောင်ကြက်တာဩရုံးပြင်ကနားတွေမှာအမှုခင်းတွေပါဖြစ်တယ်ဆိုရင်လည်းသွားအဲ့ဒါလေးကိုရွတ်သွားအောင်တတ်တယ်တဲ့ခရီးဝေးတွေသွားမယ်ဆိုရင်လည်းအဲ့ဒီဂါထာလေးကိုအမြဲရွတ်ပါတဲ့ဗျာအန္တရာယ်ကင်းတယ်ဗျာအဌာနမေတံဂါထာဆိုတာတနိုင်ငံလုံးကြော်ကြားနေတဲ့ဂါထာပဲ